ဆိုတာရင်ကြည်မှုရှိရတယ်သူမင်းနဲ့မပတ်သက်ချင်တာလေမင်းသိပါတယ်တကယ်ချစ်ရင်ပြန်လာမှာပေါ့တကယ်ချစ်ရင်သူတစ်ပါးစိတ်ချမ်းသာရင်မင်းလည်းကုသိုလ်ရပါတယ်လူဆိုတာရင်နဲ့ချင်းရှိရတယ်မင်းရင်ချင်မိလို့မမေ့နိုင်တာလေသိပါတယ်ဒီတန်းစမဖြစ်ဘူးတကယ်ချင်းမင်းချစ်ခဲ့ပြီပဲစိတ်ရှုံးလိုက်တာကောင်းပါတယ်သူပြောတာလေးပဲတွေ့ရင်ချင်တဲ့ဆိုမင်းပြောတော့ရယူချင်ဟာချင်မဟုတ်ဘူးဆိုဒါဆိုမင်းဝန်နေမနေနဲ့သူရဲ့ပြုံးလေးမြင်ရလို့ကတခုရှိရတယ်မင်းလမ်းတွေတော့လို့ပြောင်းနေတာလေသိပါတယ်ဒီတိုင်းစမဖြစ်ဘူးငယ်ချင်းရင်မင်းပေးစခဲ့ပြီမဲရှုံးမေးရတာများပါတယ်ပြောတာလေးတွေတွေ့ရင်ချင်တဲ့ဆိုso funny